မင်္ဂလာပါရှင်နေကောင်းကြရလားကျမကပြပါပါဒီနေ့မတ်လ10ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Pocket အစီအစဉ်ရောက်ရှိလာပါပြီကျမတို့ရဲ့အစီအစဉ်လေးကိုမြတ်သက်တဲ့ဆိုရင်သတင်းထူတွေကိုလက်မလျော့အောင်အခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းပါစီရှင်ဒီနေ့နားဆင်ကြရမယ့်သတင်းတွေကတော့ညောင်လေးပင်မြို့နယ်မှာစစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ150ကိုတော်လိုင်းရေးပူပေါင်းတပ်တွေအောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်ခဲ့ပါပြီ။မန္တလေးနဲ့စကိုင်းတိုင်းထဲမှာစစ်တပ်ရဲ့မီးရှို့တပ်ဖြတ်မှုတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးပြီးရွာတွေပါမီးလောင်ပြကြကုန်ပါပြီ။ PDF နယ်မြေမှာတချင်းသွားဆိုခဲ့တဲ့အဆိုတော်လမင်းကပြ DJ Mon ကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးပြီးမှပြန်လွှတ်ပေးလိုက်ပါတယ်။စီးပွားရေးတက်တဲနေပေမဲ့ရန်ကုန်ကကွန်ဒိုနဲ့အင်ချမီဈေးတွေကတော့9နှစ်အတွင်း2ဆလောက်တိုးတက်နေတဲ့သတင်းတွေကိုတင်ဆက်ပေးထားပါမယ်ရှင်။ညောင်လေးပင်မြို့နယ်ရေတွင်းကုန်းရွာမှာစစ်တပ်ကဖမ်းဆီးထားတဲ့ပြည်သူ150ခန့်ကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။မတ်လ9ရက်နေ့ကစစ်ကောင်စီတပ်မှခွန်လက်အောက်ခံစစ်ကြောင်းတွေဟာရေတွင်းကုန်းခရုကုန်းနဲ့တောင်ကုန်းကျေးရွာတွေကိုဝင်ရောက်စီးနင်းခဲ့ပြီးဒေသခံပြည်သူ300ကျော်ကိုတစခန့်အဖြစ်ဖမ်းဆီးခဲ့တာပါဒီဖြစ်စဉ်အတွင်းကလေးငယ်3ဦးကိုရင်ဆောင်အမျိုးသမီး2ဦးနဲ့တက်ကြီးရွယ်အိုတွေအပါအဝင်အပြစ်မဲ့ပြည်သူ40ကျော်ကိုစစ်တပ်ကရဲရဲဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်မတ်လ9ရက်နေ့ညနေပိုင်းမှာတော့ပဲခူးခရိုင်အမှတ်1တပ်ရင်းနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကစစ်တပ်ဖမ်းဆီးထားတဲ့ရေတွင်းကုန်းရွာစာတင်ကျောင်းတွေကိုဝင်ရောက်စီးနင်းခဲ့ပြီးတစက္ကန့်အဖြစ်ဖမ်းဆီးခံထားရတဲ့ပြည်သူ150ခန့်ကိုကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်ထိတော့ရေတွင်းကုန်းနဲ့ကျောင်းကုန်းရွာတွေကိုစစ်တပ်ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီးကြန့်ရှိနေတဲ့ဒေသခံတွေကိုငွေညစ်ကပြန်လွတ်ပေးတာမျိုးတွေလှုပ်ဆောင်နေသလိုဒဏ်ရာပြင်းထန်တဲ့သူတွေကိုလည်းပိန်းစလုတ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ရှေ့တန်းသတင်းမျိုးတွေစီသိရပါတယ်။မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွင်းကမြို့နယ်ဒီမှာစစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။ကြောက်တောင်မြို့နယ်မှာဆိုရင်မတ်လ4ရက်နေ့ကစစ်တပ်ကဖမ်းဆီးသွားတဲ့ဆိုင်ကောင်းရွာသားအမျိုးသား3ဦးနဲ့မှ2ဦးကိုခပတ်ရွာအနီးမှာမီးရှို့တပ်ဖြတ်ခဲ့တာကိုမတ်လ6ရက်နေ့ကတွေ့ရှိခဲ့ရပါတယ်။ရုပ်လောင်းတွေပျက်စီးနေတာကြောင့်မြတူမျိုးဟာဖြစ်ကြောင်းကိုတော့အတိမပြုသေးနိုင်ပေမဲ့၎င်းတို့ဟာဒေသခံပြည်သူတွေဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဒါအပြင်ကြောက်တောင်မြို့နယ်ထဲမှာမတ်လ3ရက်နေ့ကလေးကစစ်ကြောင်းတိုးပြီးစိတ်တိန်တောင်စိတ်တိန်မြောက်ကူတော်ဆိုင်ကောင်းနဲ့ကမ်းဖြူကျေးရွာတွေကနေနေအလုံး100ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကမ်းဖြူရွာကအဖွားအို3ဦးကိုလည်းမီးရှို့တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အလားတူမြင်းချံမြို့နယ်မှာလည်းဒီနေ့မတ်လ10ရက်နေ့နနက်ပိုင်းထိပတ်တာရွာနဲ့တင်မောတင်ရွာတွေကိုစစ်တပ်ကဆက်လက်မီးရှို့နေပါတယ်။အထူးသဖြင့်ပတ်တာရွာဟာရွာလုံးကျွတ်နီးပါးပြာကျသွားပြီးဒေသခံတွေအားလုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒီစစ်ကြောင်းဟာပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းအောင်ပီဆိုရှာတော့ကုန်းပြည်တော်တာရွှေညောင်ပင်နဲ့ခေါင်းကွဲရွာတွေကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။စကိုင်းတိုင်းရမပင်မြို့နယ်မှာလည်းမတ်လ10ရက်နေ့ကမိုင်းဆွဲခံရတဲ့စစ်ကြောင်းတစ်ခုကလက်စားချွေတဲ့အနေနဲ့နဘူးတောရွာကိုဝင်ရောက်စီးနင်းကနေအိမ်10လုံးကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာကဏီမြို့နယ်ဘက်မှာလည်းနလပုတ်တောင်ရွာကရှင်ပြုတ်လူကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်တာမီ2ပါအပါအဝင်ပြည်သူ9ဦးတေဆုံးခဲ့ရပါတယ်။ PDF တွေထိန်းချုပ်ထားတဲ့မကွေးတိုင်းမြိုင်မြို့နယ်ဝဲတောင်မြောက်ကျေးရွာကအလူပွဲတစ်ခုမှာတွားရောက်ဖျော်ဖြေခဲ့တဲ့အဆိုတော်လမင်းကပြခေါ် DJ Mon ကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးပြီးနောက်ပြန်လွှတ်ပေးလိုက်ပါတယ်။မတ်လ9ရက်နေ့နံနက်ပိုင်းမှာရန်ကုန်မြို့လိုင်မြို့နယ်ကတမိုင်းနေအိမ်မှာစစ်တပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးချိန်မှာပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ဒီအခြေအနေကိုမဘာသာအဖွဲ့ဝင်ပောက်ကိုတော်ကလည်းလူမှုကွန်ရက်ကတဆင့်အတည်ပြုပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့ကမြိုင်မြို့နယ်အတွင်းမှာပြုလုပ်တဲ့အလူပွဲမှာ DJ Mon တွားရောက်ဖျော်ဖြေတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာချိန်မှာ
စစ်လော်ဘီတွေကဖမ်းဆီးဖို့လှုံ့ဆော်ခဲ့တာကြောင့်အခုလိုဖမ်းဆီးစစ်ဆေးမှုတွေဖြစ်ပေါ်လာတာပါအဲ့ဒီအလူပွဲမှာပဲပါဝင်ဖျော်ဖြေခဲ့တဲ့ရွှေမြန်မာဆိုင်ဖွဲ့ကရောမင်းသားလေးတော်ဆန်းဝင်းကိုလည်းဆက်လက်ခေါ်ယူမေးမြန်းဖို့ညွှန်ကြားချက်ရှိနေတယ်လို့အပြင်ရရှိပါတယ်နိုင်ငံစီးပွားရေးအခြေအနေဆိုရပြီးကျဆင်းနေတဲ့ကြားကပဲရန်ကုန်မြို့ရဲ့ကွန်ဒိုတိုက်ခန်းတွေနဲ့အင်ဂျင်မီဈေးနှုန်းတွေဟာ9နှစ်အတွင်း2ဆကနေ3ဆအထိစာမတန်ခုန်တက်နေပါတယ်စင်ကာပူချေဆိုင် Straight Time သတင်းဌာနရဲ့ဖော်ပြချက်အရ2021ခုနှစ်အာဏာမတိုင်ခင်ကဒေါ်လာ2,86,000 ဝန်းကျင်သာရှိခဲ့တဲ့ကွန်ဒိုတိုက်ခန်းတစ်ခုရဲ့တန်ဖိုးဟာအခုအခါမှာဒေါ်လာ4,96,000ဒါမှမဟုတ်မြန်မာငွေ3,000 ကျော်ထိမြင့်တက်လာခဲ့တာပါဈေးကွက်ပညာရှင်တွေကတော့ဒီလိုဖြစ်စဉ်မျိုးကိုပုံမှန်မဟုတ်ပဲယူလောက်တဲ့အခြေအနေလို့တုံ့တက်ကြပါတယ်ဒီလိုဈေးနှုန်းတွေခုန်တက်လာရတာဟာပြည်သူတွေရဲ့ဝင်ငွေတိုးလာလို့မဟုတ်ပဲအဓိကအားဖြင့်ကျပ်ငွေတန်ဖိုးအစမတန်ထိုးဆင်းသွားတာကြောင့်လက်ထဲမှာရှိတဲ့ငွေကိုမယုံကြည်တော့ပဲတန်ဖိုးမကျနိုင်တဲ့အင်ဂျင်မြေဖြစ်ပြောင်းလဲရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်လာကြတာပါ2021ခုနှစ်တုန်းကလည်းဒေါ်လာကို1,330ကျပ်ရှိခဲ့ရကနေ2025ခုနှစ်မှာ4,520ကျပ်ထိမြင့်တက်သွားတာကအင်ဂျင်မြေဈေးကွက်တွေပေါ်အဓိကတွန်းအားဖြစ်နေပါတယ်ဒါအပြင်ပြည်내နဲ့တိုင်းတွေကနေစစ်ရှောင်းတွေရန်ကုန်မြို့ကိုရွှေ့ပြောင်းလာတာကြောင့်အင်ဂျင်မြေအဝယ်အငှားတောင်းဆိုမှုတွေမြင့်တက်လာသလိုပြပမှာယင်းနှိမ့်မြုံနှံလေးရှိတဲ့လုပ်ငန်းရှင်တွေဟာနိုင်ငံခြားငွေကိုကျပ်ငွေအဖြစ်မဖြစ်မနေပြောင်းလဲရမယ်ဆိုတဲ့ကတ်သက်ချက်တွေကြောင့်ပြည်တွင်းအင်ဂျင်မြေကဏ္ဍမှာဒါပို့ပြီးယင်းနှိမ့်မြုံနှံလာကြတာဖြစ်ပါတယ်လက်ရှိမှာတော့အင်ဂျင်မြေဈေးကွက်ဟာအမှန်တကယ်နေထိုင်ဖို့ထက်ငွေကြေးတန်ဖိုးမကျဆင်းအောင်ကာကွယ်တဲ့ပိုင်ဆိုင်မှုပုံစံမျိုးနဲ့ထင်ကြေးပေးရောင်းဝယ်မှုတွေပိုများလာတယ်လို့ဈေးကွက်တူတေတီတွေကသုံးသပ်ထားပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းချက်အရ2026ခုနှစ်ဘဏ္ဍာရေးနှစ်မှာမြန်မာစီးပွားရေးဟာ2%ထပ်မံကျဆင်းနိုင်ပြီးငွေကြေးဖောင်းပွားမှုကလည်း20%ကျော်အထိဆက်ရှိနေအောင်မှာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက် Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါဦးရှင်။